မြန်မာနိုင်ငံကလာတဲ့စေရနောက်အရက်ဖစ်စရာတရင်တို့အကြောင်းပြောပြချင်ပါတယ်စစ်သုံးပန်းတွေကိုကာကွယ်ရမယ့်အစားပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တစ်ခုပါဆိုတော့ဒီဆွဆွဲချက်ကပါလဲပြီးတော့စစ်ပွဲဒီမှာတော့လုံဝက်ကြော်လွန်းလို့မရတဲ့နိုင်ငံတကာစီမင်းစည်းကမ်းတွေကပါတယ်လေဆိုတော့ကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပြီအရင်ဆုံးမြန်မာနိုင်ငံရဲ့ပဋိပက္ခအတွင်းကထွက်ပေါ်လာတဲ့အင်မတာမာကိုကြေကွဲစရာကောင်းတဲ့ဆွဆွဲချက်တစ်ခုနဲ့စလိုက်ကြအောင်ကဲဒီမှာကြည့်လိုက်ရင်အာရခအချက်ကိုရဲ့ထုတ်ပြန်ချက်ကဒီဖြစ်ပျက်ရဲ့အစပဲဗျာသူတို့ပြောတာကပြန်လွတ်ပေးဖို့တောင်စီစဉ်ပြီးနေပြီဖြစ်တဲ့စစ်ထုံးပန်းနေနဲ့သူတို့ရဲ့မိသားစုဝင်နေသူတို့ထိန်းသိမ်းထားတဲ့နေရာကိုပဲဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တော်တော်လေးကိုတွန်လို့စရာကောင်းတဲ့အချက်လက်ပါပဲဒီဆွဆွဲချက်ရဲ့အသေးစိတ်ကိုကြည့်ရအောင်အာရခတပ်တော်ရဲ့ထုတ်ပြန်ချက်ရဖို့လေဒီဖြစ်ရက်ကရခိုင်ပြည်နယ်ချောင်းတူရွာအနီးမှာဖြစ်ခဲ့တာပါအတိကအချက်ကပါလဲဆိုတော့AA ကပြန်လွတ်ပေးဖို့ပြင်ဆင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူတို့မိသားစုတွေရှိနေတဲ့နေရာကိုစစ်တပ်ရဲ့ကြက်တိုက်လေရင်တွေကတမင်တကာဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အချက်ကဒီဖြစ်ဟာကကြိမ်တဲ့တီးတန့်ဖြစ်ခဲ့တာမဟုတ်ဘူးလို့တရင်ရဲမြတ်တွေကဆိုရတယ်။ပြောရရင်ဒါဟာထက်ခါတလဲလဲဖြစ်နေတယ်လို့ဆွဆွဲခံရတဲ့ပုံစံတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်တယ်လို့ဆိုလိုတာပါ။ဒီမှာကြည့်လိုက်ရင်ဒီလိုဆွဆွဲမှုမျိုးဟာအခုမှစတာမဟုတ်ဘူးဆိုတာပိုပြီးရှင်းတော့ပါလိမ့်မယ်။တရင်ရမြစ်လီမှာပေါ်ပြထားတာကိုကြည့်ရင်2024စက်တင်ဘာလတုန်းကမောင်တော်မှာစစ်တုံးပန်း90ကျော်တေဆုံးခဲ့တယ်လို့ဆွဆွဲထားတယ်တက်ခိုက်မှုတစ်ခုရှိခဲ့တယ်။နောက်2025ဇန်နဝါရီမှာမြောက်ဦးမှာအမျိုးသမီးနဲ့ကလေး28ယောက်တေဆုံးခဲ့တယ်လို့ဆိုပြန်ရောပြီးတော့ဖေဖော်ဝါရီမှာမောင်တော်မှာပဲနောက်ထပ်3ပန်းအယောက်30နေဆုံးတေဆုံးခဲ့တယ်လို့ဆွဆွဲထားပါတယ်။အခု2026ဇန်နဝါရီမှာချောင်းလူရောဖြစ်အသက်ဖလာတာပေါ့ကဲဒီလိုဆွဆွဲချက်တွေကြားရတဲ့အခါမှာမေးစရာရှိလာတာကစီးမြင့်တွေကရောဘယ်လိုရှိလဲဆိုတာပါပဲဆိုတော့ဒီလိုအခြေအနေတွေမှာအားလုံးလိုက်နာမယ့်နိုင်ငံတကာစီးမင်းစည်းကမ်းတွေကဘာတွေလဲဆိုတာကိုတစ်ချက်ကြည့်လက်ကြအောင်ဟုတ်ပါတယ်အဓိကမင်းစင်ရဖြစ်လာတာကစစ်ပွဲတွေပါဖမ်းဆီးခံရတဲ့သူတွေအထူးသဖြင့်စစ်သုံးပန်းတွေကိုကာကွယ်ပေးဖို့အတွက်တိကျတဲ့စီးမင်းစည်းကမ်းတွေရှိသလားရှိတယ်ဆိုရင်အဲ့ဒါတွေကပါတယ်လေအဲ့ဒီမေခွန်းရဲ့ဖြေကတော့ Geneva Convention မှာရှိပါတယ်ဒါကစစ်တော်မန်တွေကိုဘယ်လိုဆက်ဆံရမလဲဆိုတာနဲ့ပတ်သက်ပြီးနိုင်ငံတကာကသဘောတူထားတဲ့အဓိကစီမံစာအုပ်ကြီးတစ်ခုလိုပါပဲအရင်ဆုံးစစ်သုံးပန်းဆိုတဲ့အသုံးအနှုန်းကိုရှင်းရှင်းလင်းလင်းနားလည်အောင်လုပ်ဖို့လိုပါတယ်တတိယ Geneva Convention မှာတော့စစ်သုံးပန်းဆိုတာရန်သူလက်ထဲကိုကြာရောက်သွားတဲ့လက်နက်ကင်တပ်ဖွဲ့ဝင်တွေဒါမှမဟုတ်သူတို့နဲ့ဆက်ဆက်နေတဲ့ပြည်သူစစ်အဖွဲ့ဝင်တွေကိုရည်ပြရအပြင်ရည်ညွှန်းတယ်လို့ဖွင့်ဆိုထားပါတယ်ဒီ convention နဲ့အဓိကအချက်တွေထဲကပထမဆုံးတစ်ခုကတော့လူသားဆန်စွာဆက်ဆံခံမှန်းခွင့်ပါမယ်အပိုင်း30မှာတိတိကျကျကိုဖော်ပြထားတယ်စစ်သုံးပန်းတွေကိုအချိန်တိုင်းလူသားဆန်စွာဆက်ဆံရမယ်အထူးသဖြင့်အချမ်းဖတ်တာတွေချိန်ထုတ်တာတွေစော်ကားတာတွေကနေကောက်ွယ်ပေးရမယ်ပြီးတော့သူတို့ပေါ်မှာလက်စားချေတဲ့လူရမျိုးတွေလုံးဝလုပ်ခွင့်မရှိပါဘူးနောက်ထပ်အင်မတန်အရေးကြီးတဲ့အခွင့်အရေးတစ်ခုကတော့တိုက်ပွဲတွေရဲ့အန်တီရဲ့ကနေဘေးကင်းလုံခြုံခွင့်ပါဥပဒေအရစစ်တုံးမန်းတွေကိုတိုက်ပွဲဖြစ်နေတဲ့နေရာနဲ့အဝေးကြီးမှရှိတဲ့စခန်းတွေအုပ်ရွှေ့ပြောင်းပေးရမယ်အပိုင်း23မှာဆိုရင်ပို့ရှင်းအောင်ထပ်ကြော်ထားတယ်တိုက်ပွဲဆုံးလက်ပိတ်ခတ်မှုတွေကြာရောက်နိုင်တဲ့နေရာမျိုးမှာလုံးဝထိန်းသိမ်းထားလို့မရဘူးတဲ့ပြီးတော့သူတို့ရှိနေတာကိုအကြောင်းပြပြီးဒီနေရာကိုမတိုက်ပါနဲ့လို့လူတိုင်းတိုင်းတပေါင်းမျိုးအသုံးချလို့လည်းမရပါဘူးဒီအချက်ကတော့ဥပဒေရဲ့အနှစ်သာရကိုပြနေတာပါGeneva Convention အပိုက်စနစ်မှာဘာပြောရလဲဆိုတော့စစ်သုံးပန်းနေရာသူတို့ကိုဖမ်းလိုက်တဲ့တသားတယောက်ချင်းစီဒါမှမဟုတ်တပ်ဖွဲ့တစ်ခုရဲ့လက်ထဲမှာရှိနေတာမဟုတ်ဘူးရန်သူအစိုးရရန်သူနိုင်ငံရဲ့လက်ထဲမှာရှိနေတာဖြစ်တယ်ဒါကြောင့်တာဝန်ရှိမှုကနိုင်ငံတော်အဆင့်မှာရှိတယ်လို့ဆိုလိုတာပါကဲအခုဆိုရင်နိုင်ငံတကာဥပဒေတွေကဘာတွေလဲဆိုတာကိုသိသွားပြီဒါဆိုရင်အဲ့ဒီဥပဒေတွေနဲ့မြန်မာနိုင်ငံကဆွဆွဲတဲ့တွေကိုတိုက်ရိုက်ရှင်းပြီးကြီးလိုက်ကြရအောင်ကြီးစရာကြီးလိုက်ရင်ခွာချချက်ကရှင်းလွန်းလို့ထင်ရှားနေပါတယ်တစ်ဖက်မှာဂျီနီဗာကွန်ဗင်းရှင်းကဘာပြောလဲစစ်တုံးမန်းတွေကိုလူသားဆန်စွာဆက်ဆံရမယ်အချမ်းဖတ်မှုတွေနဲ့ကာကွယ်ပေးရမယ်လို့ဆိုထားတယ်ဒါပေမဲ့မြန်မာနိုင်ငံကဆွဆွဲချက်မှာတော့ဘာဖြစ်နေလဲစစ်တုံးမန်းတွေနဲ့သူတို့မိသားစုတွေဟာချက်တိုက်လေရင်ရဲ့ဘုံတန်းကြောင့်တေဆုံးခဲ့ရတယ်လို့ဆိုပါတယ်နောက်တစ်ချက်ဥပဒေကသူတို့တိုက်ခွဲဆောင်နဲ့ဝေးရမှာထားရမယ်လို့ပြောထားတယ်ဆွဆွဲချက်မှာတော့သူတို့နေတဲ့စခန်းကိုယ်တိုင်ကလေချောင်းတိုက်ခတ်မှုရဲ့တိုက်ရိုက်ပြန်မှဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်ဒါဟာဥပဒေရဲ့ပြဋ္ဌာန်းချက်နဲ့လက်တွေ့ဆွဆွဲချက်ကြားမှာလုံးဝကိုစံကြည့်နေတဲ့အခြေအနေပါပဲဒါဆိုမေးစရာရှိတာကဒီစီးမြင့်တွေကဘာလို့ဒီလောက်တောင်အရေးကြီးရတာလဲအခြေခံအကြောင်းဆုံးအကြောင်းပြချက်ကတော့စစ်ဥပဒေတွေဆိုတာလူတွေအချင်းချင်းထပ်ဖြတ်နေကြတဲ့အစိုးရဆုံးအခြေအနေမှာတော့အ ਨੇ ဆုံးတော့လူသားတယောက်ရဲ့တန်ဖို့လူသားဆန်မှုဆိုတာကိုစက်ပြီးထိန်းသိမ်းထားနိုင်ဖို့တည်ရှိနေတာပါ
ပြီးတော့ဒါက fancy ခံရတဲ့သူတွေအတွက်ပဲမဟုတ်ပါဘူးဒါဟာစစ်ပွဲမှာပါဝင်နေတဲ့တိုက်ခိုက်ရေးသမားအားလုံးကိုကာကွယ်ပြီးဖို့ရည်ရွယ်ပဲအပြန်လန်သဘောတူညီချက်တစ်ခုလိုပါပဲငါအမေရလူတွေကိုကောင်းကောင်းဆက်ဆံမယ်မင်းလည်းငါလူတွေကိုကောင်းကောင်းဆက်ဆံဆိုတဲ့သဘောတူညီချက်မျိုးပေါ့ဒါကြောင့်ဒီစီးမြဲတွေကိုချိုးဖောက်တာဟာတဲ့နိုင်ငံတကာဥပဒေရဲ့ခြေခံအုပ်နည်းတစ်ခုလုံးကိုတိုက်စားလိုက်တာနဲ့အတူတူပါပဲ အဆုံးသတ်အနေနဲ့ဒီမေကုန်းလေးနဲ့ပဲညီကုန်းချုပ်ချင်ပါတယ်ကာကွယ်စောင့်ရှောက်ပေးရမယ်သူတွေကပြစ်မှတ်တီဖြန့်ဖြစ်လာတဲ့အခါတရားမျှတမှုဆိုတာကိုဘယ်သူကဘယ်လိုနည်းနဲ့အားမခံပေးနိုင်ပါလဲဒါကတော့အားလုံးအတွက်စဉ်းစားစရာမေကုန်းတစ်ခုပါပဲ